ဒီတစ်ခါလဲလွယ်ကူလုပ်လို့ရမယ်နောက်ထပ်ဖဲပြားလေးတစ်ခုပါဒီတစ်ခါကတော့ဖဲပြားလေးက28 cm ဖဲပြားလေး28 cm တစ်ခုပြီးရင်19 cm တစ်ခုပြီးရင်9.5 cm တစ်ခုလိုမယ်ဖဲပြားလေးလှုပ်တဲ့အခါကျရင်အနားလေးတွေမခွာအောင်လို့ဒီနဲ့မိချစ်ကလေးနဲ့အနားလေးတွေညှိပေးမယ်ဒါလေးကိုလုပ်တဲ့အခါကျရင်ကြတော့တခါတည်းလုပ်လို့ရအောင်လို့3ပုံတစ်ပုံခောက်မယ်ပြီးရင်ဒါလေးကိုဒီလိုခောက်လိုက်မယ်ခောက်လိုက်ပြီးရင်ဒီမှာဒီလိုအချောင်းလေးရပြီအချောင်းလေးရပြီအဲ့အချောင်းလေးကိုမှဒါလေးလိုလုပ်မယ်ဒါလေးဒီလိုလုပ်မယ်အဲဆိုရင်ဒီမှာအချောင်းကလေးအလဲကဘက်ကလေးရပါပြီတော့ပထမဦးဆုံးဒီအသေးလေးကိုအရင်ခောက်ယူချိုးလိုက်မယ်အလဲကနေပြီးတော့ဒီလိုချိုးလိုက်ပါအလဲကနေပြီးတော့ဒီလိုချိုးလိုက်မယ်ချိုးပြီးတော့ဘက်ကိုဒီလိုနည်းနည်းလေးအလဲလေးထက်နည်းနည်းလေးထွက်ပြီးတော့ထားမယ်အလဲလေးထက်နည်းနည်းလေးထွက်ပြီးတော့ထားမယ်လိုရမယ်လိုရတဲ့ခါကျရင်အားလေးနဲ့ထားပြီးတော့ချုပ်ပါမယ်တစ်ချက်နှစ်ချက်3ချက်4ချက်5ချက်အတွန်းများများလေးလိုချင်ရင်များများချက်ထုတ်မယ်ပေါ့နော်တွန်းနည်းနည်းလိုချင်နော်နည်းနည်းပဲပြီးရင်ဒီလိုနှစ်ပတ်ပတ်လိုက်မယ်နှစ်ပတ်ပတ်ပြီးရင်ဒီမှာဖဲပြားလေးပုံလေးပေါ်လာပြီပေါ့နော်အဲ့ဒါကိုခိုင်အောင်လို့နောက်ထပ်တစ်ချက်ဒီလိုထိုးလိုက်မယ်ဖဲပြားလေးရပြီပြီးရင်ဒါလေးကိုကြတော့သူ့ကိုလည်းဒီလိုအလဲကနေပြီးတော့ဒီလိုချိုးလိုက်မယ်နော်ဒါတဝက်ပေါ့နော်တဝက်ရပြီဆိုရင်ဒီလိုဒီဘက်အလဲမြန်းမှာဒီလိုတစ်ချက်ပြီးရင်ဒီဘက်ကိုလည်းဒီလိုလေးတစ်ချက်လုပ်လိုက်မယ်သူ့ကိုကြတော့ဒီလိုလေးရတာဟိုဒီလိုလေးခောက်ချလိုက်မယ်နှစ်ဖက်လေးညီမျှအောင်ဒီလိုလေးခောက်ချလိုက်မယ်ဆိုရင်ဒီမှာဘက်ကဒီလိုလေးပေါ့နော်ရမယ်ဒီဘက်ကကြည့်ရင်ဒီမှာဒီလိုလေးရနှစ်ဖက်နော်ဒီလိုလေးရမယ်အဲ့ဒါဟိုမှာခုနကဖဲပြားလေးနဲ့ဖဲပြားလေးရဲ့ဒီမှာဒီဟာရဲ့အလဲမှာကွာလှုပ်ချင်တာပေါ့နော်အဲ့တော့ဒီလိုအရာလေးပေးရင်ပေးလိုက်ပါအရာလေးပေးလိုက်ပါအရာလေးပေးလိုက်ရင်ဒီမှာအရာလေးပေါ့မယ်အဲ့အရာလေးအတိုင်းပဲတစ်ချက်နှစ်ချက်သုံးချက်လေးချက်နော်လေးချက်ပြီးရင်ဆွဲလိုက်ပါဆွဲပြီးရင်ဒီမှာသူ့ရဲ့ဒီတိုင်းပြီးဆွဲလိုက်ပါဆွဲပြီးရင်ဒီမှာ
2 ချက်လောက်တုပ်လိုက်ပေါ့နော်2 ချက်လောက်တုပ်ပြီးရင်ဒီအလဲလေးကနေပြီးတော့ဒီလိုတစ်ချက်ထိုးလိုက်ပါထိုးလိုက်ပြီးရင်ဒီမှာဖဲပြားလေးနေရာချလိုက်ပေါ့နော်နေရာချမယ်ပြီးရင်ဒီမှာဦးနာကလှုပ်ထားတဲ့ဟာလေးကိုနော်ထဲပြီးရင်ဒီဘက်ကအုပ်ပြီးရင်ဒါလေးကိုကြားထဲကနေဖွက်ပြီးတော့ဒီလိုတစ်ချက်ထိုးလိုက်ပါပြီးရင်နောက်တစ်ချက်ခုနကချုပ်ထားတဲ့နေရာလေးကိုပဲဒါလေးကလေးလေးနဲ့ကိုယ်အောင်မှာဆိုရင်လည်းနည်းနည်းတက်တက်ရကလေးဖြစ်အောင်ဒီလိုလေးလုပ်ထားပေးမယ်ပြီးရင်နောက်ကျန်တဲ့တစ်ချက်ကိုအလယ်မှာထပ်မယ်ပြီးရင်ဘက်ကနေပြီးတော့ယူလိုက်မယ်ပြီးရင်ခုနကဒီဘက်ကလုပ်ထားတဲ့ဟာကိုထည့်မယ်နော်လိုက်မယ်ဒီမှာရပါပြီ။တက်တက်ရကလေးနဲ့ဖဲပြားလေးရပါပြီ။ဒီမှာဒီဟာလေးကိုဒီပေါ်လေးကိုဦးနာကလှုပ်ထားတဲ့ဟာလေးကိုတင်လိုက်နော်။အဲဆိုရင်ဒီမှာလာလေးရပါပြီ။ဖဲပြားလေးပေါ့နော်။ဖဲပြားလေးရပါပြီ။ဖဲပြားလေးရပါပြီဖဲပြားလေးရပါပြီဒါတော့ရိုးရိုးရှင်းရှင်းလေးပေါ့နော်အလဲမှာပိုလှသွားအောင်လို့အလဲမှာဝါလေးနဲ့တက်ပေးပါမယ်ပိုလှသွားအောင်လို့အလဲမှာဝါလေးတက်လိုက်လို့ရှိရင်အရန်လှတယ်ဖဲပြားလေးရပါပြီ